အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာဒီနောက်ထပ်အတန်တန်နဲ့ကျွန်တော်ရဲ့အတူတူလေ့လာကြည့်ကြတာပေါ့နော်ဒီအတန်ကလည်း long vowel sound ချက်ကတန်ပေါ့နော်သူဘယ်လိုဘာတန်လဲဆိုတော့ဒီ thick words နဲ့ long vowel ပဲပြောဘယ်လိုပဲပြောဒါကတော့သူရေးတဲ့သင်္ကေတပုံစံပေါ့နော်ဆိုတော့ဒီ all ကိုကျွန်တော်တို့ထွက်တဲ့ခါကျရင်ဒီလိုပုံစံစဉ်းစားကြည့်ပေါ့စုံတရားကိုတစ်ခုပြောလိုက်တာပေါ့နော်ကိုအဲ့ all တာပဲဖြစ်အခါကျရင်ကို agree လုပ်တာပဲဖြစ် all ဟုတ်လားအဲ့လိုမျိုးပေါ့နော် all တန်ဟုတ်ပဲဆိုတော့ဒီအတန်လိုက်ကြတော့ဒီ long vowel sound ပေါ့ဒီ long vowel sound လိုက်ကြဒါကတော့ဒီ open mix ပေါ့ဒီ e လိုမျိုးလဲသူကဦးပုံစံလိုအဲ့လိုမျိုးပေါ့ပိတ်ပြီးတော့မှပါစက်လုံးဝိုင်းသွားတယ်ဒါပါစက်နည်းနည်းပဲပွေတယ်အဲ့လိုပုံစံမဟုတ်ဘူးသူကဒီအကြားအလယ်လောက်ပေါ့နော်ပါစက်နည်းနည်းလေးလို့ဖွေရတာပေါ့ဆိုတော့ပြီးတော့ရှာခိုင်းရရှာရဲ့ position ကလည်းဘယ်လိုပြောမလဲကျွန်တော်တို့ရှာအဲ့လိုမျိုးဒီလုံးသွားတယ်ဒီဘယ်လိုပြောမလဲမသိဘူးဒီလိုမျိုး V shape ပုံစံဖြစ်သွားတယ်အဲ့လိုပုံစံမဟုတ်ဘူးရှားကလည်းဒီလိုမျိုးဖြောက်ပဲကျွန်တော်တို့ထားရတာပေါ့နော်ဘယ်လိုထွက်လဲဆိုတော့ o ဦးခလိုက်ကြတော့နည်းနည်းလေးပိတ်နေတယ် wine နဲ့ပိတ်တယ်ဒီ o ခလိုက်ကြတော့ခလိုက်ကြ wine တော့ wine တယ်ဒါမှပါစက်နည်းနည်းလေးပိုပွင့်သွားတာပေါ့နော် o လိုက်လောက်ကြည့်လို့ရတယ်ကိုလောက်လို့မရအောင်ဆိုဗီဒီယိုခဏ pause ပြီးတော့မှတေချာလေးပြန်နားထောင်ပြီးတော့မှပြန် like ဟိုပါလဲလိုက်ဆိုလို့ရတာပေါ့နော် okay ဥပမာအနေနဲ့ပြောရရင်ဥပမာမပြောခင်ပေါ့နော်ဒီကျွန်တော်တို့ဒီ all ပြောတဲ့ချိန်မှာကျွန်တော်တို့ရှာခိုက်ကြအနောက်နည်းနည်းရောက်သွားတဲ့ပုံစံရှိတယ်ပေါ့နော် ရှာဒီလိုပုံစံဖြစ်သွားတယ်ဒီအနောက်ပြန်နည်းနည်းဆောက်သွားတယ်နော် ဥပမာအနေနဲ့ပြောရင် thought floor ဥပမာအနေနဲ့ပြောရင် the room needs a new door and floor the roomsဥပမာအနေနဲ့ပြောရင် the room needs the door and the floor the room needs the door and the floor ဒီဗီဒီယိုလဲကြိုက်နေတဲ့မယ်လို့တော့ကျွန်တော်ယုံကြည်တယ်နောက်ဗီဒီယိုနောက်အတန်းနဲ့ပဲကျွန်တော်တို့အတူတူပြန်ဆောင်ကြရပါတော့